လိုပဲအဲ့ဒါသူရထက်နိုင်မဲ့အခုတော့သူရထက်နိုင်မကြည့်ဘူးငါကြီးကြည်နာပဲဟမ်ဒီရက်ကွက်ကမဟုတ်ညားတဲ့ဟာနင်းဟိုကကြည့်ချင်လို့ကြည့်တာမဟုတ်ဘူးဘာလဲတော့စောက်သွားတဲ့သူ့ဘာကြီးနဲ့တူလို့တာလကတူတရားလားယနေ့ညကြိုးသားမှာကြိုးသားမှာနော်ကြိုးသားမှာစိတ်ချဂဒုဓမ္မတိုင်အစစိတ်အကြံတွေးထင်ဟောတာဆိုင်ဘတ်ရင်ဆိုင်ဘတ်ရင်ကြွားလားခင်ဗျဒီဘက်ကပတ်မတိငွေသုံးဘယ်လောက်ပေးရပတ်မဆိုတာအဲ့ဒီလိုတီးမှာကျွန်တော်စိုင်းထဲမှာပြိတ္တဘုံတွေအများကြီးပါတယ်အများကြီးပါတယ်လေကျွန်တော်ဝိုင်းထဲမှာဆိုရင်ပြိတ္တ20နဲ့တစ်လုံးတီးပါတယ်ဟုတ်တယ်အဲ့ဒီ20တစ်လုံးအပြင်ပြိတ္တဒီဘက်မှာ6လုံးက6လုံးဟုတ်တယ်စခွင့်ပတ်မဒီဆိုင်ထဲမှာအကြီးဆုံးဘုံကဘယ်အရာလဲလို့မင်းဒီပတ်မအဲ့ဒီပတ်မကိုပိုင်နိုင်စွာတီးခတ်နေတာကတော့ကျွန်တော်စက်မှုတစ်ပြိတ္တတေချာကြည့်နော်ကျွန်တော်ရဲ့ဘယ်လက်ယုံသူ့နာမည်ကိုကျော်မျိုးလို့ခေါ်တယ်ကျော်မျိုးတနည်းအားဖြင့်ပြောရရင်လူပြိုကြီးပါလူပြိုကြီးပါစက်မှုတစ်ရက်ွက်ကတော့အပြိုကြီးများရှိခဲ့ရင်အားပေးလို့ရတယ်နော်ဟေးနော်အားပေးလို့ရဒါလူပြိုကြီးအဲ့တော့လူပြိုကြီးကိုကျော်မျိုးလို့ခေါ်ပါတယ်ခင်ဗျာဟုတ်မိတ်ဆက်ပေးတာနော်ငွေသုံးကဘယ်လောက်တော့ဟမ်ငွေသုံးဘယ်လောက်တော့ငွေသုံးဘယ်လောက်ယူထားတယ်လဲဆိုရင်ပြိတ္တကျွန်တော်သူ့ငွေသုံးသိန်း150ပေးရတယ်ငွေသုံးကသိန်း150ညကြီးကဘယ်လောက်တော့ညကြီးကတပွဲ3သိန်းခွဲပေးရတပွဲကို3သိန်းခွဲပတ်မဆိုးကမကြိုက်ဟာပတ်မဆိုးပြီးစလဲဆုလဲဆုကမပြောနဲ့လေမဗီဒီယိုရိုက်ထားတယ်ဗီဒီယိုရိုက်ပါမကတော့ဘာကြီးရိုက်နေနေမကြိုက်ဘူးပဲဟုတ်လို့တော့ဒီရရှိရကြိုးသားမင်းသားဆိုင်းစင်တာလေနောက်ကကြိုးသားမင်းသားနဲ့ပတ်မဆိုးပိတ်ချရတယ်တိတ်ချပိတ်ချနော်ဖွတလေးจิตတာจิตတာတိချလုံးကြိုးသားမင်းသားပိတ်ချတော့ကဒုဓမ္မတိုင်အစစိတ်အကြံတွေးထင်ဟောတာဆိုင်းဘတ်ရင်ပိတ်ချဆိုင်းဘတ်ရင်ပိတ်ချလို့ပိတ်ချအဲ့လိုမဟုတ်ဘဲနဲ့ဘယ်လိုလဲအခန်းလေးတဲ့ဂလန်းလေးထိုးပြီးချရတယ်မညစ်ပတ်နဲ့ဘာကောင်းလဲဟိုပတ်မလေးနဲ့ဘာတွေကျင်းနေဘေးကနှောက်ရှက်မှာကြောက်လို့ပတ်မလေးဘလို့ကျင်းတယ်မှတ်နေတော့ဘယ်လိုတော့ထိပဲထိပဲထိပိုထိထိပဲထိပို့ထိမွေပွေးကြိုက်ပတ်မရင်းတော့မွေကြိုက်ခိုင်းနေကောင်းစိတ်ကွာရပြီတလောက်ဆိုကြိုက်ပြီနော်ကြိုက်ကျွတ်တာပါနော်တလောက်ဆိုကြိုက်ပြီကဒုဓမ္မတိုင်အစစိတ်အကြံတွေးထင်ဟောတာဆိုင်ဘတ်ရှင်းရှီကပတ်မဆိုးကကြိုက်နောက်ကရကွန်းဆိုတာမကြိုက်မင်းကလည်းကြီးများချင်းရကွန်းကောင်းပါလေကြီးများတာမို့ရကွန်းတန်ကြီးကနားထဲမှာဖွာနေတာအဲ့တော့ဒါဆိုဒီလိုလုပ်လိုက်ဘယ်လိုလုပ်လဲပရိသတ်လည်းကောင်းကောင်းနားထောင်ရအောင်လက်ကွန်းဘလို့တီးရမလဲခင်ဗျာဘလို့တီးမလဲထက်မို့အမလေးနေတာအစွန်သုံးကနေတာအသားကမဲဝစ်ထားတာကအနီပတ်လေကြာကြီးအဝေးရမြကြီးမုံဆုံးမတင့်ကိုတုံမီးလောင်ထားတဲ့အတိုင်းပဲအဲ့လောက်ကြီးမပြောပါနဲ့ဒီမှာထက်မို့ရကွန်းဆိုတယ်ဆိုတာစိတ်ချောင်းဆိုတဲ့နီးလေးတို့ကြည့်တိချာကြည့်ဆိုနော်စိတ်ချောင်းဆိုတဲ့နီးမာစိတ်ချနေရောက်စိတ်မုတ်ဆိုးမလေးနဲ့တွေ့တမကန်ဒါလောက်ဆိုကြိုက်ပြီအားလုံးကြိုက်ပြီကဒုဓမ္မတိုင်ရစစိတ်အကြံတွေးထင်ဟောတာစိုင်းဘတ်ရင်မြန်မာနိုင်ငံမှာစိုင်းနေအများကြီးရှိပါတယ်စိုင်းတဲ့ကစိုင်းထဲမှာကျွန်တော်ဘယ်လိုတင်စားရခြင်းမဟုတ်ဘူးနော်ဒါဖြစ်ပါကြောင့်ယခုစိုင်းထဲမှာကြီးမောင်နှဲပမတိလေခွေးတိစီရိုတိအစိုးတော်ဖြောက်ကိုင်းနောက်ထိုင်အားလုံးကိုစုပ်ကိုင်းနိုင်လို့ဘယ်လိုတင်စားရခြင်းဖြစ်ပါတယ်အဲ့တော့တို့ဒါကကြတော့မြို့ပရိသတ်လို့ပြောရဟုတ်တယ်ခေကြီးကတိုးတက်နေတဲ့ခေကျွန်တော်တို့လူရှင်တော်စကားလေးတစ်လုံးမှားသွားတယ်နဲ့စိုင်းဆရာလေးတယောက်စကားလေးမှားသွားတာနဲ့ဒါလိုင်းပေါ်ရောက်သွားနိုင်ဟုတ်တယ်အဲ့တော့ပြောမဲ့စကားကိုပရိသတ်ရှင်းအောင်ပြောပါရစေစိုင်းဘရင်ဆိုတာကျွန်တော်စိုင်းထဲမှာကြီးမောင်နဲ့ပတ်မလင်းဝင်လူရှင်တော်အစိုးတော်အဲ့ဒီတပွဲလုံးမှာကျွန်တော်သူရထက်နိုင်ကခေါင်းဆောင်မလို့ဒီစိုင်းထဲမှာဘရင်တို့တင်စားရကြမှာဘယ်လိုတင်စားတာဟုတ်ပြီနော်ဟုတ်ရပြီဒါကြောင့်ရွာသားတီးတဲ့လက်တော်ကရှားတဲ့မပါပါဘူးဒါကြောင့်လဲလောကနီတိကနေရနာပူဇနာတိတ်ပါနန်းနဲ့လူဤအစင်တစားသည်အထက်နဂယမိဂုံပြောင်နိအရာနဲ့သူရထက်နိုင်ခမရဒီနေရာမှာဝလာတပေါင်းတုံအောင်တိပြပါညီလေးအဲ့ဒါပတ်တလုံးနေတယ်ပေါ့
ဟောတာချီကျူးလောက်တဲ့သူ ပြီးနေရေတစ်ခွက်လောက် လူရှင်တော်ဘယ်နှစ်ယောက် 2 ယောက်ပါ အဲ့ဒီ2ယောက်မှာကျွန်တော်ပရိသတ်ညာဘက်မှာနေတယ်ဆိုတော့ပေါ်သေးသေးမဟုတ် ဒီနဲ့ ပေါ်သေးသေးမဟုတ်ဘူးနော် ဟုတ် ပြောင်းတောင်းတောင်းနေတာ ဟုတ်တယ်ပြောင်းနဖူးပြောင်းတာထဲ့မပြောပါနဲ့ အဲ့တော့ညာဘက်ကလူရှင်တော်ဆိုတော့အားနဲ့မနဲ့အလုပ်လုပ်တာကိုကျွန်တော်သဘောကျ ဟုတ် ပြန်ပြောစမ်းတော့တစ်ခါလောက် ဟမ် သဘောကျလို့ဆိုင်းစင်လေးသဘောကျလို့ ဟုတ် ကိုယ့်အလုပ်ကိုကောင်းကောင်းလုပ်မယ်နော် ဟုတ်လက်ယုံနှလုံးမင်းသုံးတိုက်တံတတ္တိမန်နဲ့ပညာရဲစွာချင်းစုံသန်းသည်ပူရန်ရတာဝေခွဲပကြပွဲလိုက်ရသည်ဂေါ်သွဲဤသည်နိတ္တကြီးနုဟောတာချီကျူးလောက်တဲ့နု ဒါပဲလူရှင်တော်ကျွန်တော်သူတော်ထနေကလူရှင်တော်ဆိုဘယ်လိုလူရှင်တော်ကြိုက်တော့ ဘယ်လိုကြိုက်တော့ ပြောင်းဆက်ဆက်လူရှင်တော်ကျွန်တော်မကြိုက် ကြိုက်ပါဦး နော်အဲ့ဒီလိုလူရှင်တော်ကမှပရိသတ်ကိုယ့်ရဲ့ဆိုင်းစရာရဲ့ဂုံပုတ်ကိုပရိသတ်အမြင်မှာမြောက်သွားအောင်ဂုံမြောက်ပေးတဲ့လူရှင်တော်မို့ကျွန်တော်သဘောကျ ဟုတ် ကောင်းတော့ကိုကျွန်တော်မကြိုက်ဘူးအဲ့ဒီလိုကြိုးစားရင်ကျွန်တော်သူတော်ထနေအင်မတန်ချစ်တယ်ဗျာ ဟုတ် ချစ်မန်း ဗျာ နောက်တစ်ခေါက်လောက် နောက်တစ်ခါ သဘောကျလို့ ချက်ဟုတ်ကဟုတ်လက်ယုံနှလုံးမင်းသုံးတိုက်တာတတ္တိမန်နဲ့ပညာရဲသားချင်းစုံသန်းသည်ဟာလာချီကျူးလောက်တဲ့နု ကိုချစ်ပန်းအဲ့စားသားလေးမနှက်ကြတော့ကျွန်တော်ကုပေးပါလား ငါတယောက်တည်းလူပြောမောတာဟာ သဘောကျလို့ ချစ်လို့သာခိုင်းရတာသူလည်းမိုးမှာပေါ့ မောပါဘော ဟုတ်လား ဟုတ် အသက်မရှူဘဲနဲ့ပြောတော့တာနောက်ဆုံးလေးပြောရင်ကျင်းနေပြီဟောတာက ချီကျူးလောက်တဲ့နု ဟုတ်ပြီ တိမှုလောက်နဲ့အတတ်ပညာရှင်ကိုသူ့ကိုပါတိတ ပဏိတဆိုတာက ပညာရှိပေါ့ ကြိုက်လိုက်တာ ဟုတ်ကဲ့ ပထွိုင်လက်ကီပထွိုင်လက်ကီ အတိတ်ပဲရ ပထွေးလက်ကိုင်း ကိုင်းမအောင်ပါလို့ကိုင်းပါ ချစ်လို့ဆိုတာကွန်ချစ်မန်း ညီလေး ဟောတာကပညာရှိ ဟုတ် ရှစ်စတိုင်း ဟဲ့ အဲ သမီးလို့ခေါ်မယ်ဆိုရင်တော့သူ့ကိုဂီတလူမြေ ဂီတလူလည်းမှာ ဟုတ်တယ် ဒါကျွန်တော်ပရိသတ်မတွေ့ဘူးမကြုံဘူးသေးလို့သူတော်ထနေကကျွန်တော်အကြောင်းမိတ်ဆက်တာ ဟုတ်တယ် လူလင်ဆိုတာဘာပြောတာလဲ လင်လူတာပေါ့အေး လင်း ကောင်မရဲ့ညီဖက်ကောင်မရဲ့ 配无配无配无配，配王手配王手。 တခေါ်ကြီးနဲ့6တာဒီတစ်ခါတွေ့ 6စာပဲပါတော့တခေါ်လေ6မှာပေါ့ ခေါ်ကြီးနဲ့6 ကောင်းကောင်းပြောပါကဂီတလူလင်ဆိုတာ လူလင်ဆိုတာအရွယ်မနှောင်းသေးတာကိုပြောတာပါပြိတ္တ ကျွန်တော်အသက်ပရိသတ်ပုံမွေလင်းလင်းပြောမယ်နော် ဟုတ် 20နှစ်8နှစ်ရှိပါပြီ ဟုတ်တယ် အိမ်တော်မကြသေးတဲ့လူပြိုပါခင်ဗျာ အိုး လူပြိုလေးပါ စက်မှုတင်မှာဈေးပန်းခင်းနေတာဟေး မဟုတ်ဘူးအဲ့ဒါကျွန်တော်ပြောမယ်ဆိုတော့ဂီတလူလင်အရွယ်မနှောင်းသေးတာကိုလူလင် အရွယ်မနှောင်းသေးတာကိုပြောတာ ဟုတ်ပြီ တကယ်ကောင်းမကောင်းသဘောအမှန်ခွင်ချပြီးသူရ ခင်ဗျာ ဒီညမှာလောကရန်ဆိုတာရင်ဖွင့်ပြောက်လိုက်စမ်းပါ ဒီလိုရင်ဖွင့်ပြ ချ ညဆူချမလို့ထင် သူချမလို့ဟုတ်ကဲ့ ဟော ကိုဟုတ်ရ ဟောဟုတ်ဘူးလား ရှေ့ကနေမြမြရေးပြေးလာတော့အမလေးအသူမြချမလားလို့အကိုကြီးစကားမဆက်အသားဖြူဆက်စီဘေးဆိုင်မှာဝဲရတော့ ဩ ဟိုနေလိုက်ခဏလေးနဲ့ကြွားသား ခဏလေး အေးဟုတ်ကဲ့ ဟုတ်ကဲ့ အလူရှင်မိသားစု ဟာ ဟုတ်တယ် ဟုတ်ကဲ့စီကားရနော်ဟုတ်ပြီ ဟုတ်ပြီဗျာ တော့အလူမကြီးတို့လည်းဩ ဟုတ်ကဲ့ ကျွန်တော်အလူတကကြီးခုမှရောက်တယ် ဟုတ်တယ် စိမ့်စရာဝင်လာကြပြီကဲအဲ့တော့ထိုင်သူတို့လာမှတီးရတာအားရှိတာ ဟုတ်ကဲ့ ကဲ ဟုတ်ပြီအချိ အကျိတ် ဟေးလာပြီဟေး အချိကနောက်မှအချိပါလား အကျိတ် ရလူကအချိမပါလဲဒီတိုင်းလဲချိတ်ရတယ်ရကျွန်တော်တဆွေးလေးနဲ့ကတ်ထားလိုက်မယ် ဟုတ်ကဲ့ ဟုတ်ကဲ့ โอเคပါတယ် ပါတယ်ဗျာတေချာကိုစောင်းလာတာ ဒါပဲ ဟုတ်ကဲ့ဟာအုံဖွက်လူရှင်တော်အတွက်မပါသေးသား ပါပါစေသားလို့ပါ ဟုတ်ကဲ့ကျေးဇူးတင်နေ ဟုတ်ပြီ ကိုသူရတဲ့နိုင်စူးစမ်းလို့9000 9000 ပြီးတော့ဘသူချောင်းမှာဩအတန်ချင်းဆက်စရာကောင်းလို့ ဆက်စရာကောင်းရဒီဘွဲတော့ထူးထူးခြားခြားပဲ ဆက်စရာ9000နဲ့ရောပေးလိုက် ဆက်စရာ9000နဲ့ဟုတ်ပြီဗျာ ဆက်စရာတော့စူးချရ ပြ ပြီ ပြန်တော့ကြောင်းကျိုးကြောင်းကြားတဲ့နေတဲ့လူကိုရသွားသေးတယ်ကျွတ်တို့လူရှင်တော်တွေမမြင်များရနေနေလားမသိဘူးနော် ဒီပါကဲ အဲ့ဒီကကျွန်တော်နာမည်နေဝိုင်းနော် နေဝိုင်းဆိုပိတ်ထိုးပလိုက် ပေါ့ရင်တို့ဆိုလေရပါလေပိတ်ထိုးလွှတ်လိုက် ပိတ်ကိုထိုးပလိုက် ဟုတ်ကဲ့ညီလေးကုန်းပြီလားဟိုကထိုးနေလား ဘာလို့ မဟုတ်ဘူးလေအချိန်နဲ့ဟုတ် ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးပါ ဟုတ်ပြီ ဒါကျွန်တော်ရဲ့အကိုကြီးကျေးဇူးတင်နေ ဟုတ်ကဲ့ လာ9000ကလည်းကိုယ်တိုင်ပဲ ဟုတ်ပါတယ် နော်ကျေးဇူးတင်နေဟုတ်
ဟုတ်ကဲ့ I love you ဟုတ်ကဲ့ ကြာဒီဘက် ဟုတ်ကျွန်တော်တို့အင်ကြီးတွေလည်းဂျိတ်ပေါက်တယ်နော်မသိမနေမှာကြောက်လို့ကြော်ညာသေးတာ ဂျိတ်ပေါက်ရင်ဓာတ်နဲ့ထိုးလိုက်စမ်းပါ ဟုတ်ကဲ့ဟိုလူလည်းလွန်းထိုးပြုံးမယ်နော် နေရွက်ချိတ်လိုက်ရတယ် ဟာမလုပ်ပါနဲ့ပဲနဲ့ ကဲ ဟုတ်ပြီလာပြီခဏ ခုမှပဲ ရတယ်အေးစစ်စစ်ပဲအေးစစ်စစ်ပဲရတယ်ကိစ္စမရှိဘူးရတယ်ကျုပ်တို့ကမိုးလင်းကျင်လင်းသွားပြီသူ့ချလို့တော့ထိုင်းကုန်စောင့်နေမှာ ရှေ့လေကျွန်းကြနေအောင် ဖြည်းဟုတ်ကဲ့ဒီပွဲတော့ထူးထူးခြားခြားပဲဒါအပျော်ဆုံးနေပဲ လာပြီခင်ဗျာ ဟုတ်ကဲ့ လူရှင်တော်တွေ ဘ ပါ က်ကြီးတော့ဒီဘက်ဟုတ်ကဲ့ အဲ မလေးတရွာလုံးတို့အလူတကာနဲ့ဟာအကူကြီးအလှဆုံးပဲတရက်ကွက်လုံးနော်ကျန်တဲ့လူလည်းသူတို့လိုလှခြင်းဆုလာချလဲကြပြီး ကဲဒါကသူရထက်နေရဲ့စိုင်းတော်မင်္ဂလာဖွဲကိုလူရှင်လူမမိသားစုပေါ့နော် ဟုတ်ကဲ့ အားလုံးရွှေမျိုးများကနေပြီးတော့ဆွချပေးခြင်းပါ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ ဟုတ်ပြီဟုတ်ကဲ့အလူတကာသူ့ချမနေနဲ့စောင့်ကြပါလေလေးတွေဘုံမကျွေးလိုက်က ဲကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ အဲ ဟုတ်ပြီ ဟုတ်ကဲ့ အော်ချပြီးသွားပြီလား ချပြီလားမစီယူကျုပ်တို့ကဆိုက်ရှီရလာရင်စုကြမဲ့ကြီးထင်းနေတာ ကဲ အဲ့တော့ကျိုးသားရကျိုးနဲ့သွားပြီ ဟုတ်ပြီ ကျွန်တော်အကိုကြီးကလေဒါဆိုင်းသူတော်ထက်နေကျိုးသားလို့9000 9000 ဆက်စီရကောင်းလို့9000ကဲတပွဲသားလုံးနဲ့ကျွန်တော်တို့လူရှင်တော်ဆိုင်းစီရမကြံရအောင် ဟုတ်ကဲ့ အလူတကအလူမဘက်ကတော့တာဝန်ကြည့်ပြီခင်ဗျာ ဟုတ်တယ် အဲ့တော့ကျိုးသားရမှာကျွန်တော်တို့ရဲ့တာဝန်ကြံ နေ ပါ နေ သေး မျိုး တယ် ဆက်ရွာသားနေလာပြန်မျိုးမှစုကြ မဟုတ်ဘူးသူတို့လာထိုင်တာ သူကသူနေရမရလို့လာတာ တိူလေကြီးလာတော့ငါစုကြမဲ့မှန်တယ် ခုနဆိုင်းရှည်လာမှာကိုကြောက်နေတယ်ပဲ တော့ပါကဲ ကဲအဲ့တော့ဝါခိုင်းတာ ဟုတ် ကိုချစ်ပိုင်း ညီလေး ခင်ဗျားစကားပဲရောက်သွားပြီ လောကရန်ဆိုတော့ဒီညရင်ဖွင့်ပြလိုက်စမ်းပါလို့ ဟဲ့ သူရ ရေ ကန်ရရနေညတော့ကြိုးစားရတော့မှာဗျကြိုးစားရတော့မှာလာပြန်ပြီလို့ဟုတ်ကဲ့ ဒီမလေးအကိုကြီးလည်းစောင့်နေနော် စောင့်နေလေတဲ့ဖေးနှငုံနဲ့ မလုပ်ပါနဲ့ငါဖင်လေးဖင်မျက်နှာငယ်လေးပါဖင်လေးတစ်ဖက်တစ်ချက်မှာကလေးပဲချမ်းသီးလောက်ရှိတယ်ဟာကြီး ဟုတ်ကလား ဟုတ်ကဲ့ရတယ်ညီမလေးကိုကြီးတို့ကစားနိုင်တောက်နိုင်တယ်နော်ဆီချာမလေးတိုးလဲအော်ပါဟဲလိုလိုမလူကသွေးလို့တန်းလို့ရဟုတ်ကဲ့ ဖြစ်ဖြစ်လို့ဟဲ့ ဟုတ်ပြီ โอเคဒီနေ့ညတော့ဆုချရုံနဲ့မိုးလင်းလင်းသွားပလိစေ ဟုတ်ကဲ့ လာပြီ ကဲတော့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ ဒီဘက် ဟုတ်တယ်ဘက်ညီသွားအောင်လို့ သူများပြောလို့သူမမပြောနိုင် ဆုချမရလို့မ ဒီမှာပါပါတယ် ယနေ့ညတော့ကျိုးအကိုကြီးလာမှသူလဲလာကျိုးတော့လှုပ်လို့မလား သူရထန်နိုင်ပရိသတ်ဒီရတဲ့ပတ်စံကြီးကျွန်တော်သုံးတယ်ထဲမှာဆိုလို့ ဟုတ်ကဲ့ ကျွန်တော်မသုံးပါဘူးခင်ဗျာ ဘာလို့လဲ တပတ်တစ်ခါကျွန်တော်အဖေကိုကြော့ပါတယ် ဟုတ်ကဲ့ ဟုတ်လား ဟုတ်တယ် အဖေနာမည်က မန်ယူဖြစ်ပါတယ် မန်ယူညပရိလဲမဟုတ်မန်ယူတဲ့ ဓာကြီးနဲ့လဲတဲ့ကအကိုကြီးနင့်နာနေအောင်မယ်တက်လားမပြန်ပြီးတော့တိုက်မြင်လိုက်အောင်နော်9000တန်းနဲ့1000တန်းနဲ့လဲတယ်တဲ့ ကဲ နင့် ဒါ နာနေမလား ချစ်လို့စား ချစ်လို့စားတာသိတယ်ကိုကြီး ကဲနော်ကျေးဇူးတင်ပါတယ်နော် ဟုတ်ပြီ တို့အလူရှင်မိသားစုကလည်းဒါအနုပညာကိုဝါသနာပါပြီးသား ဟုတ်တယ် တို့ကိုရပြီးရင်တပုတ်နှစ်ပုတ်ဟဲအောင်မှာထင်တယ် ဟုတ် အဲလုံးမယ်နော် ဟဲအောင်မှာလုံးမယ် အဲ့တော့ဒီညပျော်ကျင်လို့လူတာ ပြောရင်တော့လူသား သူရထန်နိုင်ဆိုင်နားထောင်ရပြီးပရိသတ်အားလုံးစိတ်ချမ်းသာစေရမယ် ဟုတ်ကဲ့ ခဏလေးပဲဆောင်တော့ ဟုတ် ပြီးသွားရင်တို့အကိုတွေညီမတွေအမတွေနားထောင်ခြင်းနဲ့ခက်တဲ့ချင်းတွေညီမသားတွေဆိုပေးမှာ အများကြီး အခုကတော့ကျွန်တော်တို့မမခောက်ဆွဲ ခမခါ မပြီးသေးဘူး ဟုတ်ပါကဲ မမခောက်ဆွဲပြုတ်တယ်လို့3မိနစ်ပဲစောင့် 3မိနစ်တော့ဆောက် 3မိနစ်ပဲစောင့် 3မိနစ်ပဲ ပြီးသွားရင်တို့အမတွေညီမတွေကြိုက်တဲ့ခက်တဲ့ချင်းတွေလာမယ် ဟုတ် ဟုတ် ကဲ့ ပြီ ဟဲ့
ရှေ့ရကလေးကတိတ်မစော့ရှာဘူးနော် ဟလို့ မလေးစိုက်အောင်ဝင်လို့ဝင်ပန်းကြားတဲ့ဝင်လို့ဝင်သူ့ကြည့်ရတော့မျက်စိတွေကိုရှောင်နေတာပဲ ရတယ်လွတ်တော့လိုက်တာ तू က happy wall ရောက်နေတယ်ထင်တယ် ကစားခွင့်များဖွင့်ထားရများမှတ်နေလားမသိဘူးနော် အဲ့တော့တိကြီးရ ယနေ့ဟုတ်ပြီဒီလေ အေး ဘူးလားဒီလေရနေနေတော့ကြိုးသားမှာ အေး ဟိုက်စက်မှုတည့်ရက်ကွက်ကတခြားဇွာတွေရက်ကွက်တွေနဲ့မတူဘူးဗျာ ဘာဖြစ်လို့တော့ အာမင်းတို့ဆိုင်ကောင်းရင်ကောင်းမကောင်းလို့တော့အိုင်းအတင်းတုတ်တဲ့ရက်ကွက်တဲ့ဟာ ပြပါဦးခမ ्या ကဒီရောက်ကခုမှရောက်တာလေ အာကျုပ်ကညနေကလေးတည်းရောက်တာတရွက်ကလုံးနှံ့ပြီ ရောက်ခဲ့ပြီလား အော်နှံ့ပြီဟိုက်ရက်ကွက်ကစကားပြောလဲယဉ်ကျေးတယ်ဗျာ တို့အမတွေညီမတွေယဉ်ကျေးတယ် ဒိုးမတွေဒိုးညမတွေယဉ်ကျေးတာမဟုတ်ဘူး အဲ ဟိုက်ရက်ကွက်ကဒိုးကိုတဲ့ဒိုးညီတွေကလည်းစကားပြောယဉ်ကျေးတယ်တော့ဘယ်ရက်ကွက်ဘယ်မျိုးနဲ့မှမတူအောင်ကိုယဉ်ကျေးတာဗျာ ဟုတ်လား အာညနေရကျုပ်တို့ကဆိုင်ကားကြီးလဲဒီမန်တန်နာလဲရောက်လာရော အေး ဟိုက်ရက်ကွက်ကဒိုးကိုတဲ့ဒိုးညီတွေစကားပြောမယဉ်ကျေးတော့ယဉ်ကျေးတော့ဘေးနေလားငါလားနဲ့ငါလုံးချင်းကိုထွေးလို့ အဲ့တော့သူတို့ကဒါတငယ်ချင်းချင်းချစ်လို့ကြည်သားတာ အော်ချစ်လို့ကြည်သားတာငါတို့ချင်းကိုထွေးလို့ ငါတို့ချင်းထွေးလို့ ဟိုက်ရက်ကွက်ကရွာသားနဲ့လူတွေတင်မကဘူးဗျာ အေး တလိษံနေရပါစားပညာတတ်တဲ့ရက်ကွက်ဗျာ တလိษံတွေကတော့ပညာတတ်တယ် ဟုတ်တယ် ဘလို့တတ်တယ် ဒီရက်ကွက်ကရေပေါ်တယ်လी ရေပေါ်တော့ ရေပေါ်တော့ဖားပေါ်တယ်လी အဲ ဖားပေါ်တော့ဖားတွေရတောင်မှပညာတတ်တယ်ဗျာ ဖားတွေကဘလို့ပညာတတ် ဟောတချို့ဖားတွေဆိုတင်းချအလီတောင်ရွတ်သေးတယ် အဲ့ဒါတော့မဖြစ် ဖြစ် နိုင် နိုင်တယ်ဖားတဲ့ချာလီဘလို့ရွတ်မှာ ဟုတ် လို့ ကဲ့တချို့ဖားတွေကတင်းချအလီဘလို့ရွတ်တယ်မှန်နေ ဘ ရော လို့ တတလီတက်တတလီတက်တတလီတက်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 တတလီတက်တတလီတက်တတလီတက်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  ဖလက်တဲ့နေမှာပါကွာ တချို့ဖားတွေကအလီတွေမကဘူး အေး အင်္ဂလိပ်စပီကင်မှာကျွမ်းသေးတယ် စပီကင်မှာတတ်တာ ဟောအင်္ဂလိပ်စပီကင်ဘလို့ရွတ်တယ်မှန်နေတော့ ဘလို့ ဘ တော့ လို့ရွတ် A B A B ဘုံအုံးအင်မှာ A အုံးရင်လည်းဟုတ် B အဲ့ဘာကြီးစောင့်မြင်ကက်ကက်နဲ့ဖနှောက်နဲ့နင်းကြည့်ပါလား အေး နင်းချလိုက် သေတာတောင်အင်္ဂလိပ်လိုရွတ်ဆိုသေသွားလား ဘလို့သေးတော့ ဘလို့သေးတဲ့မှန်နေတော့ ဘလို့သေး ဖွင့် ဘိုက်ထဲကနေထွက်တော့တာပါကွာ လေထွက်သွားဟုတ်မဖိုင်းရပြီးနေရဗျာအလူတကိုင်ဦးနွေးနွေးနိုင်ရကြောက်စီနာလည်းရောက်ရော ကြောက်စီနာရောက်တော့ အလူတကိုင်ဦးနွေးနွေးနိုင်မြင်ပြီးတော့ဖိုင်းရဘလို့စိခေါ်တဲ့မှန်နေတော့ ဘလို့ခေါ်တော့ ဘောစီဘောစီ မိုင်းနေ နေ နေ နိုင်ပြန်တော့အဲ ဘောစီ သူမနေတတ်တော့ အလူတကိုင်မြင်လဲဖိုင်းရအဲ့လိုခေါ်တာ အဲ အလူတကလည်းခေါ်မဲ့မှတ်တော့ဒီဘက်ကလူရှင်တော်ကိုချစ်ပန်းလည်းသူ့လည်းခေါ်မဲ့မှတ်ပြီးတော့ ကိုလည်းခေါ်စိတ်ချင်တာ ကြောက်စီနာလေးမယောင်မလဲလဲရောက်သွားရော ကိုဝနတော့ ဖိုင်းရပြောင်းអော်သွား ဘလို့တဲ့ ငတ်တယ်လဲပြတ်တယ်လဲငတ်တယ်လဲပြတ်တယ်လဲငတ်တယ်လဲပြတ်တယ်လဲငတ်တယ်ဒီတက်တယ်နောင်ဘွားတောင်းစားမှာ ခဏကြမှာဘာလို့တော့ဆောင် ရင်းရကြိုးသားမှာ ကျိုးသားမယ်ခင်ဗျ ဒါကြောင့်တမိုက်တစ်ခွန်မှာစိုက်ဘရင်ဟာစိတ်ပေးတဲ့နာမည်ရတာမို့တမိုက်တစ်ခွန်မှာစိုက်ဘရင်ဟာစိတ်ပေးတဲ့နာမည်ရတာမို့ကြံနေတဲ့စိုက်သမားတွေကလည်းတမိုက်စကားပြော့တီးကြတာစိတ်ပေးတဲ့တီလုံးတီးကွက်နဲ့မကင်းပါဘူးဒါကြောင့်ပြည်ဆုံးချင်းအနက်ကနဲ့ရွာသား ခင်ဗျ ရှင်နာသင်းသောအကွက်ဆိုတာပြ ချောက် ကြီးလေဒီမှာပြိတ္တာ ဘာဖြစ်လို့ သူရထက်နိုင်ကိုအခြေတစ်မျိုးမထင်းနဲ့နော် မထင်ပါနဲ့ ချမ်းသာတဲ့တထေးသား ဟုတ် အဲ့တော့ကျွန်တော်မျိုးပရိသတ်ဆိုတော့ကျွန်တော်အကြောင်းမိတ်ဆက်ရင် ဟုတ် ကိုယ်တိုင်ပြောရင်စိုင်းစီယာကကြွားတယ်နဲ့ဖြစ်မှာဆိုလို့ ဟုတ်တယ် ကျွန်တော်ရဲ့အကိုကြီးကကျွန်တော်အကြောင်းနည်းနည်းလေးမိတ်ဆက်ပေးမယ် ဟုတ်ပြီ မမခောက်ဆွဲပြုတ်တယ်လို့3မိနစ်ပဲစောင့် တုံးမိပါတယ်မတရားချမ်းသာတာနော် ဟုတ်တယ် စောင်းတွေခြုံစရာစောင်းမရှိဘူး အော် ချမ်းသာတယ် ချမ်းသာတာ အလကားပြောတာမစင်ရဲဘူးရေ ဟုတ် မ တယ် စင်ရဘူးဘာကြောင့်လဲ တစ်ပင်မော်တင်တုံးနေတာ တုံး ဟောင်းနေငါချမေမစင်ရဲဘူး ကောင်းကောင်းပြောပါ စုယူလာ ဟုတ်ကဲ့ဘာဖြစ်နေရလို့အဲ့ဒါဘာဖြစ်တာလို့ အတန်ပေးရသေးတာဒီနာရှိရဆိုတဲ့အကြောင်း ဟဲ့လားမင်း
လာပြီလာပြီလူတွေကဖေးနာမမတော်နဲ့ဒီနာလေးပဲထိုင်နေနာဟို9မိနစ်ချလာခဲ့ အမလေးဟဲ့နိုင်နဲ့တောင်ချင်းပြနေတယ် ရတယ်ဒါမျိုးဆိုရင် तू ကဘလောက်ဆောင်းအောင်ဆောင်းအောင် အဲ ဟုတ်ကဲ့ ကျေးဇူးတင်နေ ရကိုချမနေနဲ့တလေးမုံဝင်ကြည့်လိုက်စောင့်ကြပါလေတော့နေနဲ့ ချပါသေး2ယောက်ရှိတယ် ငါလေကြမှာနှစ်ယောက်ဖေးစီတော့ရန်တော့အောင်လုပ် အကိုကြီးကုတ်မေးလာဟိုရှေ့ကထိုးကျင်နေတာအချိန်နဲ့ဟုတ်ပြီ ကဲရပြီနော် ဟုတ်ကဲ့ ကဲအဲ့တော့ကျေးဇူးတင်ပါတယ်တို့အလူရှင်မိသားစုနဲ့တကွကြောက်ရောက်အပေးလာကြတော့ပရိသတ်များအားလုံးအတွက် ဟုတ်ကဲ့ ဗလန်ဆိုင်အခမှုတွေနော် ဟုတ်ကဲ့ ပြီးတော့ရင်အလူတကနဲ့အလူမှာဂုံပြူပြီးတော့တာနဲ့ကျွန်တော်တို့ခေတ္တချင်းမြန်မာတန်နေစမယ် ဟုတ်ပြီ အဲ့တော့ပြီးရင်အားပေးအောင်တော့နောက်မှညီမလေး ဟုတ်ကဲ့ ကျောင်းသူမလေးပုံညက်ဖြူ ဟုတ်တယ် နော် ပါသေးတယ် ကျောင်းသူမလေးပုံညက်ဖြူသူလည်းပါရမီဖြည့်တချင်းဆိုအောင်ပါ စိုးမှာ တို့ line ပေါ်ကအားပေးနေတဲ့ကိုမိုးကျော်ဆို live ထဲမှာအားပေးနေတဲ့ပရိသတ်များလည်းခဏဆောင်ပါ ဟုတ် ခဏ ကဲ့ လေးပါ ဒီညအစီအစဉ်တွေအများကြီးပါတယ် ဟုတ် နော် ဟုတ်ကဲ့ တချင်းတွေခေတ္တချင်းတွေလည်းပါတယ် ပါမ ရွှေထူးတချင်းတို့ အာခက်တဲ့ချင်းနေကျွန်တော်တို့စိုက်တော့မှအများကြီးပါတယ်စိုက်ကြကြီးဆိုမှမဟုတ်ကျွန်တော်လည်းဆိုမှာပါ ဘယ်လိုဆို အာကျွန်တော်ကကျန်တဲ့တချင်းတွေမလို့ရွှေထူးရဲ့တချင်းဆိုမှာ ဖဲချင်းတော့ ဟာရွှေထူးရဲ့တချင်းတွေဗါခေကြောင်ယူတော်လေယူတော်ဟေယူတော်ဟေခေကြောင်ယူတော်လေခေကြောင်ယူတော်လေခေကြောင်ယူတော်ဟေယူတော်ဟေ တော့ပါပြီ ခေကြောင်ယူတော်လေခေကြောင် အဲ့မိုက်ကြီးလွတ်မလိုက်ကွာကန် ခင်ဗျဘာနေဆိုနေရောအဲ့ ဟာခေကြောင်လေခေကြောင်ဟာခေကြောင် ရွှေထူးတချင်းအလိုရှိလို့လား 啊，水土也可以讲， ပါတယ် 修得没？修得没？可以讲，修到了，可以讲，修到了，可以讲， ဘာမှကြောက်ဘူး 可以讲，修到没？ ရရရ တိုင်းမကက်ရောက်အဲ့ဒါဧည့်သည်တွေ 好，而且的，你有老母 အ 的， ချိတ်တဲ့နောက်က အချိတ်တောင်းပေးလိုက်ရှိရ 要这边，好诶，好比呀， ကဲလာလာဒီမှာအချိတ်တွေအများကြီးရှိတယ် 而且的，阿姨，罗得老大，罗 အ 得。 ချိတ်ဟို2000မို့တော့ဝယ်ထားလိုက် 那长不老多，我让你别找故意别买多，老老在晒比他来多，摘得老公不的多，好比。 ကဲကျဲတဲ့လောက်ချနိုင်ပါပြီခင်ဗျာ ဟုတ်ပြီဗျာလာမသိတယ်လာမစောင့်နေ လာ လား ပြီ မလီသူကလည်းတစ်မျိုးချမ်းသာတာပဲဗျ ဟုတ်တယ် မြမလေးကိုလက်ကောက်ကလေးပေးပါလား ဩအလို့ချော့တောင်း ညာစုမချခင်ဟုတ်ကဲ့ဟုတ်ပြီမယူတော့ဘူးမယူတော့ဘူးမယူတော့ဘူးတော့ နုသွဲဆွဲနေတာဟုတ်ပါဘူးနွဲသူစုနေ ကဲအဲ့တော့ကိုနေဝိုင်း ကြွားလား ကိုချစ်မန်း ညီလေး ပရိသတ်ကမျိုးပရိသတ်ဆိုတော့နော်သူတို့ကလုံရင်နားထောင်ကြတာ ဟုတ်တယ် အဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီတကတချင်းလေးတစ်ပုဒ်ဆိုပေးပါ ဟုတ်ပြီ နော်အဲ့တော့တချင်းဆိုမယ်ဆိုတော့တို့ရဲ့အလူရှင်မိသားစုအလူတကဦးနေနေနိုင်အလူတိုင်ကမှာ ဒေါ်အေးတန်တာ တော့အေးတနာတို့အကုန်နဲ့အမပါ ဟုတ် ကိုယ်တိုင်လာငားတာ ဟုတ်တယ် စိတ်တိုင်းကြကိုယ်တိုင်လာငားပြီးတော့ကျွန်တော်ကိုပရိသတ်တိချာကိုငားတော်တာနော် ဟုတ်ကဲ့ ကြီးဆိုလဲပရိသတ်တပြားမှမစစ်ပါ စစ်ပါ ကျွန်တော်တောင်းတလို့ပြီးပြီးတော့ငားခဲ့တဲ့အလူရှင်တွေ ဟုတ်ကဲ့ ဟုတ်တယ်နော် တင်နေ အဲ အလို့မအလို့တကမိသားစုတကယ်လဲရိုးသားပါတယ် ဟုတ်ကဲ့ အိမ်လာပြီးတော့ပွဲငါတော့သူရထက်နိုင်ကလက်ဖက်ရည်တွေကော်ဖီတွေမုန့်နေတဲတာပေါ့ အေးဒီအကုန်ချပြီးပါတယ် ပွဲငါလာတယ်ဆိုတော့လက်ဖက်ရည်တွေကော်ဖီတွေမုန့်နေတဲတာ အဲ အလို့တကလူမတအားရိုးသားတာ ပြပြစမ်း တဲထားတဲ့မုန့်တွေလက်ဖက်ရည်တွေတစ်ခုမှကိုပဲ ဩစားမတော်ဘူး ချမ်းမခဲဘူး စားမတော် အကကလေးများကြမ်းမလားဆိုသွားကြည့်တာပကံဆေးပြန်လာခဲ့ ပြောတာမိသားစုလူတွေဖြစ်နေတယ် ဟုတ်တယ် နောက်အဲ့တော့ဒီတကကျွန်တော်ရဲ့အလူတကအလူမှာမိသားစုနဲ့တကွတို့စက်မှုတစ်တရက်ကွက်လုံးတစ်မျိုးလုံးကိုကျွန်တော်ကမြစ်တာပို့လိုက်ချင်တာက ဘယ်လိုပါလဲ နဂနီတကုန်းနဲ့ အမျိုးကုန်တက်ကြပါစေ တစ်မျိုးလုံးချမ်းသာကြပါစေဗျာ ဟုတ်ပြီဗျာ တော်ရ ဟေး စေရင်လူကင်းအောင်လမ်းပြဆောင်မနေ ဆောင်းမနေ ရတနာခုနှစ်သွင်းတကယ်ပြီးစုံပြီးတို့အမျိုးသားတိုင်းပြည် ဟေး စေရင်လူကင်းအောင်လမ်းပြဆောင်မနေ ဆောင်းမနေ ရတနာခုနှစ်သွင်းတကယ်ပြီးစုံပြီးတို့အမျိုးသားတိုင်းပြည် ဟာ မွေးနေသူ တွေ့တဲ့သူ လူရန်နိုင်မည် လူရန်နိုင်ပြီ ကျောင်းဆောက်က ကျောင်းဆောက်ခါ ဖျားတ
ပါဒီ ဘူဘူအောင်နေရှင်အစားခေါ်နာဟဲ့မာတဲ့ကိစ္စနေ ဟာ ကြကြမမကြကြသာသာဘေးရန်ကစီမီ ဘေးရန်ကင်းသွားပါ လူမွဲတွေကမနေဖြစ်ပြီးတနေ့ဖြစ်တော့ပြီကြကြမမချမ်းချမ်းသာသာဘေးရန်ကစီမီလူမွဲတွေကမနေဖြစ်ပြီးတနေ့ဖြစ်တော့ပြီ ဘုရားကတိ ဟာ ဒီတကုန်းနေစင်ရသားတို့မညိုမီအကျိုးတူပြီးတော့မေတဲ့ခမတော့နဂနီတိတီတကုန်းနေစင်ရသားတို့မညိုမီအကျိုးတူပြီးတော့မီခိတဲ့ထူတော်မီဟဲ့ဒီကြတာယာတိနဂနီတကုန်းနေအမျိုးကိုတက်စီမီ ဟာ 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 စေတီလုတ်ကင်းအောင်လန်းပြဆောင်ပါမည် ဆောင်းပါနေ ရတနာခုနှစ်သွင်းတကင်းပြီးစုံကြီးတို့အမျိုးသားတိုင်းပြည် ဟေး စေကြီးလုတ်ကင်းအောင်လမ်းပြဆောင်ပါမည် ဆောင်းပါနေ ရတနာခုနှစ်သွင်းတကင်းပြီးစုံကြီးတို့အမျိုးသားတိုင်းပြည် ဟေး မွေးနေသူ ဝဲ လူရန်နိုင်မည် လူရန်နိုင်ပြီ ကျောင်းဆောက်က ကျောင်းဆောက်က အလုံးဖျားတီး ရာဒီ ဘုံဘုံအောင်နေရှင်အစားကောနာမလေးကိန်းဆိုင်မည် ကြကြမမချမ်းချမ်းသာသာဘေးရန်ကစီမီ ဘေးရန်ကင်းသွားပါ လူ စေ မွဲတွေကမနေဖြစ်ပြီးတနေ့ဖြစ်တော့ပြီ တထင်းနာဖြစ်ကြပါ ကြ စေ ကြမမချမ်းချမ်းသာသာဘေးရန်ကစီမီလူမွဲတွေကမနေဖြစ်ပြီးတနေ့ဖြစ်တော့ပြီ တော့တကတိသိထီတကူနေစေရသားတို့မညိုညီအကျွတ်ထွန်းပြီးတော့မင်းနေတဲ့ခမတော့ငကနီသိထီတကူနေစေရသားတို့မညိုညီအကျွတ်ထွန်းပြီးတော့မြည်ဖြစ်တဲ့ထူတော်မီဟဲ့အေးကြတာယာသိငကနီတကူနေအမျိုးကိုတက်စီမီ ဟာဟေး စားတောင်းရင်မနေအောင်ရင်ချောင်းလေရမည်လူမွေးများစိတ်ချမ်းသာအောင်ပြန်ဆောင်မည် တို့လည်းကနီး နေနဲ့စားတောင်းရင်မနေအောင်ရင်ချောင်းလေရမည်လူမွေးများစိတ်ချမ်းသာအောင်ပြန်ဆောင်မည် တို့လည်းကနီး ဘာသာရောက်သာသနာရောက်ထွန်းလင်းပြောင်းသည်ဘာသာရောက်သာသနာရောက်ထွန်းလင်းပြောင်းသည်ကောင်းစားမဲ့တို့မြတ်ပြီးရွှေမိုးရွာသည် ကြကြမမချမ်းချမ်းသာသာဘေးရန်ကစီမီလူမွဲတွေကမနေဖြစ်ပြီးတနေ့ဖြစ်တော့ပြီ တထင်းများဖြစ်ကြပါ ကြ စေ ကြမမချမ်းချမ်းသာသာဘေးရန်ကစီမီလူမွဲတွေကမနေဖြစ်ပြီးတနေ့ဖြစ်တော့ပြီ တို့လည်းကလေးသိချီတကူနေစေရသားတို့မညိုညီအကျွတ်ထွပြီးတော့မေတဲ့ခမတို့လည်းကလေးသိချီတကူနေစေရသားတို့မညိုညီအကျွတ်ထွပြီးတော့မြည်ဖြစ်တဲ့ထူတော်မီအေးကြတာယာတိနဂနီတကူနေအမျိုးကိုတက်စီမည် ဟုတ်ပြီဗျာ ဟေး ဟေး ကျေးဇူးပါနေရင်နဲ့စောင့်တောင်းရင်မနေအောင်ရင်ချောင်းလေးရမည်လူမွေးများစိတ်ချမ်းသာအောင်ပြန်ဆောင်မည်တို့လည်းကလေးနေရင်နဲ့စောင့်တောင်းရင်မနေအောင်ရင်ချောင်းလေးရမည်လူမွေးများစိတ်ချမ်းသာအောင်ပြန်ဆောင်မည်တို့လည်းကလေးဘာသာရောက်သာသနာရောက်ထွန်းလင်းပြောင်းသည်ဘာသာရောက်သာသနာရောက်ထွန်းလင်းပြောင်းသည်ကောင်းစားမဲ့တို့မြတ်ပြီးရွှေမိုးရွာပြီဟာ ကြကြမမချမ်းချမ်းသာသာဘေးရန်ကစီမီလူမွဲတွေကမနေဖြစ်ပြီးတနေ့ဖြစ်တော့ပြီ တထင်းများဖြစ်ပါ ကြမမချမ်းချမ်းသာသာဘေးရန်ကစီမီလူမွဲတွေကမနေဖြစ်ပြီးတနေ့ဖြစ်တော့ပြီ တော့လည်းကနေဒီတကူနေစင်ရသားတို့မညိုညီအကျွတ်ထွပြီးတော့မေနဲ့ခမတော့လည်းကနေဒီတကူနေစင်ရသားတို့မညိုညီအကျွတ်ထွပြီးတော့မြည်ဖြစ်တဲ့ထူတော်မီ
ရသိနဂနီတကုန်းနဲ့အမျိုးကိုသက်စီသည် တိတ်နောက်တယ် တိတ်တီအဖုံမုံလူညိုစီဒီနေစဉ်ညာသည်ဖုံမထိုးရင်အကျိုးပေးနိုင်သည်တိတ်တီအဖုံမုံလူညိုစီဒီနေစဉ်ညာသည်ဖုံမထိုးရင်ချမ်းသာတော့မည်မြမတီနဂနီတကုန်းနဲ့နေရှုပါလို့မို့ပြန်နိုင်မည်မြမတီနဂနီတကုန်းနဲ့ယေရှုပါလို့မို့တင်နိုင်နေမွေးတဲ့သူတွေငွေမရှာရအောင်ဟဲ့ကြောစားလို့ဆောင်ရက်ကပဲထိုင်ရလမ်းပြမယ် ချမ်းချမ်းမာမာချမ်းချမ်းသာသာဘေးရန်ကစင်းပြီး ဘေးရန်ကင်းသွားကြပါ လူ ဦး မဲတွေကမနေခင်ပြီးတနေ့ဖြစ်တော့မည်ချမ်းချမ်းမာမာချမ်းချမ်းသာသာဘေးရန်ကစင်းပြီးလူမဲတွေကမနေခင်ပြီးတနေ့ဖြစ်တော့မည် တော့ရပါတိတ်တီတကုန်းနဲ့စင်းရသားတို့မညိုညီအကျွန်းထူပြီးတော့မဲတဲ့ခမတော့နဂနီတိတ်တီတကုန်းနဲ့စင်းရသားတို့မညိုညီအကျွန်းထူပြီးတော့မြည်ဖြစ်ဖြစ်ထူတော်မည်အေးချမ်းသာယာသိနဂနီတကုန်းနဲ့အမျိုးကိုသက်စီမည် ဟေး တိတ်တီအဖုံမုံလူညိုစီတီးနေစဉ်ညာစဉ်ဖုံမထုံးမီအကျုံးပြီးတော့မည်တိတ်တီအဖုံမုံလူညိုစီတီးနေစဉ်ညာစဉ်ဖုံမထုံးမီချမ်းသာတော့မည်မြမပြည်နဂနီတကုန်းလေးယေရှုပါလို့မို့ပြန်နိုင်မည်မြမပြည်နဂနီတကုန်းနဲ့ယေရှုပါလို့မို့ပြန်နိုင်မည်မွေးတဲ့သူတွေငွေမရှာရအောင်ဟဲ့ကြိုးစားလို့ဆောင်ရက်ကပဲခွင့်ရလမ်းပြမည် ဟာ ချမ်းချမ်းမာမာချမ်းချမ်းသာသာဘေးရန်ကစင်းပြီးလူမဲတွေကမနေခင်ပြီးတနေ့ဖြစ်တော့မည်ချမ်းချမ်းမာမာချမ်းချမ်းသာသာဘေးရန်ကစင်းပြီး ဘေးရန်ကင်းသွားကြပါ လူ စေ မဲတွေကမနေခင်ပြီးတနေ့ဖြစ်တော့မည် တို့လည်းကနီတိတ်ထူတဲ့လုံးနဲ့စင်သားတို့မညိုညီအကျွတ်ထူပြီးတော့နေတဲ့ခဗျတို့လည်းကနီတိတ်ထူတဲ့ဘုန်းနဲ့စင်သားတို့မညိုညီအကျွတ်ထူပြီးတော့ညီတဲ့တဲ့ထူတော်မီဒီကြတာယာတိလည်းကနီတဲ့ဘုန်းနဲ့အမျိုးကိုသက်စီဤ ကျန်းကျန်းမာမာချမ်းချမ်းသာသာ ဘေးရန်ကစင်းပြီး ဘေးရန်ကင်းကြပါစေ ဟုတ်ကဲ့ နံပါတ်1အရေးကြီးဆုံးတော့လူမွေးတွေကမနေခင်မီ တနေ့ဖြစ်တော့မည် ဟုတ်ပြီဗျာဟုတ်ကဲ့ အားလုံးတထေးများဖြစ်ကြပါစေ ဖြစ်ကြပါသေး ဒါမြစ်တာပို့တဲ့သဘော ဟုတ်ကဲ့ မြစ်တာဆိုတာတဲ့ပရိသတ်ဘလောက်ဝေးဝေးမြစ်တာရှိရင် နီးတယ် နီးတယ် ဘလောက်နီးနီးမြစ်တာများမရှိရင် ဝေးတယ် ဝေးတယ် ဟုတ်တယ် ဒါကြောင့်ကျွန်တော်အလူတကနဲ့အလူမနဲ့သူရထနေဆိုင်နဲ့မြစ်တာရှိလို့နီးရခြင်း ဟုတ် ဆုံး ကဲ့ ခဲ့ရ လက်တွေပြကြည့်အောင်လား ဟုတ်ပြီဗျာ ကိုနေဝိုင်းကိုသိချကြည့်ပါ ဟုတ်ကဲ့ မြစ်တာများမရှိရင်ပရိသတ်ဘလောက်နီးနီးဝေးတယ် ဝေးတယ်